အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Henry's English Diary ကနေရောက်ချင်းဒီတိုင်းကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာမိတ်ဆွေတို့အတွက်ပြောပြပေးချင်တာကအင်္ဂလိပ်စကားလေးလာနီးလျှို့ဝှက်ချက်တွေကတစ်ခုရှင်းပြလုပ်ပေးချင်ပါတယ်အင်္ဂလိပ်စာလေးလာကြတဲ့နေရာမှာလူတော်များများကကိုတတ်မှတ်ထားတဲ့ပန်းတိုင်းပေါ့ဘာသာစကားတစ်ခု100%ရှိရဆိုရင်100%မှာတချို့ကလည်း40%တက်မြောက်ဖို့လုပ်တယ်50%တက်မြောက်ဖို့လုပ်တယ်60% 90% 80%အဲ့လိုမျိုးကိုယ့်ရဲ့တတ်မှတ်ထားတဲ့ရာခိုင်နှုန်းတစ်ခုရောက်အောင်သွားကြတယ်စူးစမ်းလုပ်ကြတယ်ကျွန်တော်ဒီနေရာလေးမှာမိတ်ဆွေတွေကိုတစ်ချက်ဗဟုသုတပေးချင်တာကျွန်တော်ငယ်ငယ်ကပုံမြင်လေးတစ်ပုံနဲ့ story လေးတစ်ခုနဲ့ကျွန်တော် share လုပ်ပေးချင်တယ်ကျွန်တော်ငယ်ငယ်ကဆိုပါစို့ဒါကျွန်တော်ရဲ့အိမ်ဒါကျွန်တော်ရဲ့အိမ်မြင်ရလားမသိဘူးဒါကျွန်တော်ရဲ့အိမ်ဒါကျွန်တော်ရဲ့ကျောင်းအဲ့တော့ကျွန်တော်ငယ်ငယ်ကအိမ်နဲ့ကျောင်းနဲ့တိတ်မကွာဘူး3မှတ်တိုင်4မှတ်တိုင်လောက်ပဲကျွန်တော်အိမ်နဲ့ကျွန်တော်ကျောင်းနဲ့ကတိတ်မကွာဘူး3မှတ်တိုင်4မှတ်တိုင်လောက်ပဲရှိအဲ့တော့ကျွန်တော်အမြဲတမ်းအိမ်ကနေကျောင်းသွားတဲ့အခါမှာတော့ကျွန်တော်အမြဲတမ်းဘတ်စကားစီးသွားတယ်ဒါပေမဲ့ကျောင်းကနေအိမ်ကိုပြန်တဲ့အခါမှာကျွန်တော်လုပ်တဲ့လုပ်ကလမ်းလျှောက်ကျွန်တော်ပြန်တယ်တငယ်ချင်းတွေနဲ့အတူလမ်းလျှောက်ပြန်တာဖြစ်တယ်လမ်းလျှောက်ပြန်တဲ့အခါမှာတစ်ခါလေကြာရင်ကျွန်တော်ကတဲ့ပြန်တယ်ဘယ်လောက်ကြာတယ်လို့ပြောရင်မိနစ်30ကြာတယ်ဒီလိုမိန်းလမ်းမနေပြန်မယ်ဆိုရင်မိနစ်30ကြာအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ဈေးထဲကနေ꿰ပြီးတော့သွားမယ်ဆိုလို့ရှိရင်လေအဲ့လိုဆိုလေမိနစ်30ကြာတယ်ဒါပေမဲ့အဲ့လမ်းတစ်ခုမှာကျွန်တော်အများသောအားဖြင့်ဘယ်လမ်းကိုရွေးချယ်ခဲ့တယ်လဲလို့ပြောရင်ကျွန်တော်ဒီ꿰တဲ့လမ်းကိုအမြဲတမ်းရွေးချယ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တဲ့သွားတဲ့လမ်းကိုကျွန်တော်မရွေးချယ်ခဲ့ပါဘူး။ဘာကြောင့်လဲမြန်မာနိုင်ငံကအရန်ပူတယ်လေ။ main land မှာပေါ်ကသွားလို့ရှိရင်အသားအမဲမှာဆိုလို့ပါ။နောက်တာဒီမှာအဲ့လိုပြောချင်တာမဟုတ်ဘူး။တဲ့သွားတဲ့ခါမှာကျွန်တော်ဘာလို့တဲ့မသွားတာလဲဆိုရင်ဆိုပါစို့3မှတ်တိုင်ရှိတယ်။1မှတ်တိုင်2မှတ်တိုင်3မှတ်တိုင်ပထမ1မှတ်တိုင်ကျွန်တော်ကကျောင်းကနေရှောက်လိုက်တဲ့ခါမှာကျွန်တော်အိမ်နဲ့မြင်ရပြီပေါ့နော်။ဟောအိမ်ကတော့မြင်နေရပြီလှမ်းပြီးမြင်နေရတယ်ဒါပေမဲ့အိမ်ကဝေးနေတယ်ကျွန်တော်မျိုးလုံးထဲမှာအရင်ဝေးနေတယ်အဲ့တော့ကျွန်တော်မရောက်သေးဘူးလားဆိုတဲ့စိတ်နဲ့နောက်တစ်ခေါက်ထပ်လမ်းလျှောက်တယ်ဒုတိယမှတ်တိုင်ရောက်တယ်အဲ့လိုပဲမရောက်သေးဘူးလားဆိုတဲ့စိတ်နဲ့ဆက်လျှောက်တယ်အိမ်ကိုရောက်တယ်အိမ်ရောက်တော့ကျွန်တော်စိတ်မှာစိတ်ရောလူရောပင်ပန်းပြီးမောပန်းညာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကမရောက်သေးဘူးလားဆိုတဲ့စိတ်တွေးပြီးတော့ရှောက်ခဲ့ရတယ်မိနစ်30ကြာတယ်ဒုတိယတလမ်း꿰ပြီးတော့ရှောက်တယ်ဘာလို့ကျွန်တော်꿰ပြီးရှောက်လဲဆိုဈေးတွေကဘာလို့ဖြတ်လဲဆိုကျောင်းစင်းပြီးသွားပြီဖြစ်တဲ့ခါမှာကျွန်တော်တို့ကျောင်းသားတွေကျောင်းသူတွေအားဖြင့်များသောအားဖြင့်ပိုက်စားတယ်တငယ်ချင်းတွေစုပြီးတော့ကျွန်တော်တို့ငယ်ငယ်ရဆိုဝတ်တလုံးကြော်လေးဟလာမင်းဘယ်လောက်ထည့်လိုက်ငါဘယ်လောက်ထည့်မယ်ဘယ်လောက်မင်းကတော့ကိုကာကိုလာဝယ်လိုက်ငါတရတီးဝယ်မယ်မင်းကဝတ်တလုံးကြော်ဝယ်တယောက်တစ်ခုလိုက်နှိုက်ညီးအောင်မှအိမ်ပြန်တဲ့ခီးလိုက်ကြီးကကျွန်တော်တို့မှာစုပြင်းနေခဲ့တာဖြစ်တယ်လမ်းမှာလေဟလာဟိုလူကြောင်ပြောလိုက်ဒီလူကြောင်ပြောလိုက်အကြောင်းခန္ဓာပေါင်းများစွာပြုံးရင်းနဲ့လမ်းလျှောက်တဲ့ခီးလိုင်းမှာမိနစ်30ကြာအောင်ရှောက်ခဲ့ပြီးတိတိုင်အောင်အိမ်ကိုရောက်သွားတိတိုင်အောင်ရောက်ပြီလားဆိုပြီးတော့အံ့ဩနေရတာမြန်လိုက်တာတကယ်ကြီးတစ်ခါလေကြာရင်မြန်လုံးဝကြည့်လို့တကယ်ကြီးလာပါကွာနောက်တစ်ခါတော့ထပ်ပြီးတော့ရှောက်လိုက်အောင်ဆိုပြီးနောက်တစ်ပတ်ထပ်ရှောက်တာမျိုးတော့ရှိခဲ့တယ်ကျွန်တော်ဘဝမှာလေဒါကြောင့်မို့ကျွန်တော်ဒီ꿰ပြီးတော့ပဲသွားတယ်မိတ်ဆွေတို့ရဲ့ဘဝမှာလေထူထီ၎င်းပဲတခါကျရင်ကျွန်တော်တို့သွားခြင်းနဲ့ပန်းနိုင်တော့ကျွန်တော်တို့ရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့လက်ရှိရောက်တဲ့နေရာနဲ့ပန်းနိုင်တဲ့ကအရန်ဝေးနေရင်လူတိုင်းမှာတော့ပန်းနိုင်ရှိနေတယ်ဆိုတာတော့ကောင်းတယ်ဒါပေမဲ့အရန်ဝင်းနေအဲ့ပန်းနိုင်ကိုကျွန်တော်တို့တလန်းချင်းဒီပဲသွားရအောင်ရောက်တော့မလားဆိုတဲ့စိတ်ကြီးနဲ့မသွားဘဲနဲ့ကိုလှုပ်เสียရှိရလို့ကိုပန်းနိုင်ကိုသွားရမယ်ဆိုရင်ဟာလာခြေလှမ်းကိုလှမ်းနေပုံမှန်လေးသာလှမ်းသွားအချိန်တန်ရင်ရောက်သွားလိမ့်မယ်အဲ့တော့တချို့ကျွန်တော်ရဲ့ညီကိုဒီမှာဒီကကြည့်နေတဲ့ညီကိုများတစ်ခါလေကြာရင်နော်ငါအင်္ဂလိပ်စာတက်တော့မတက်သေးဘူးလားဆိုတဲ့စိတ်နဲ့လှမ်းလို့ရှိရင်ကျွန်တော်ဒီကနေအကြံပေးခြင်းနဲ့အရန်ပူကြသွားလိမ့်မယ်ကိုလှုပ်เสียရှိရရာကိုပုံမှန်နဲ့ဖြည်းဖြည်းသာလှုပ်သွားပါ speaking လေ့ကျင့်နေရလားပုံမှန်နဲ့ဖြည်းဖြည်းသာလေ့ကျင့်သွားပါ writing လေ့ကျင့်နေရလားပုံမှန်နဲ့ဖြည်းဖြည်းသာလေ့ကျင့်သွားအချိန်တန်ရင်ရောက်ပါလိမ့်မယ်ခင်ဗျာအဆင်ပြေကြပါစေကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျာ bye bye